မင်္ဂလာပါဒီနေ့ကတော့ comment ဖြေတဲ့နေလို့ပေါ့နော်စက်တိုက်လေးဖြည့်သွားဖို့စိတ်ကူးထားပါတယ်နောက်တစ်ခုကလေZankia လားဟလာနာမည်က ZENKIA ဆိုတော့ Zankia ပေါ့နော်သူကမေးထားတယ် online in person တင်တန်းမဖွင့်ဘူးလားဗျာတဲ့ဖွင့်ရင်တက်ချင်လို့ပါတဲ့ဟောလေးအမကကြတော့ဒီလိုပေါ့နော်ကိုယ်တိုင်လည်းကိုယ့်ရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့မှသိအောင်တက်အောင်လို့ကိုယ်တိုင်လည်းသူများစီမှာတင်တန်းတက်တယ်ပေါ့နော်အမှန်တိုင်းပြောရလို့ရှိရင်အမကကြတော့တင်တန်းပြန်ဖွင့်နိုင်ရလောက်အောင်ဒီစာတွေ့တင်တန်းဆိုတဲ့သဘောတရားမှာကြောင့်သူတို့ကလေအမှန်တိုင်းပြောရင်စာတွေ့ပဲတင်တာအမတို့ចောင်းစာတင်တယ်လို့ပေါ့နော်စာတွေ့ပဲတင်တာသိသွားတယ်အဲ့ဒီဟာကိုအပြင်မှာကိုဘလို့လက်တွေ့အသုံးချမယ်ဆိုတာခါကြတော့မြေပြင်ကအချိန်ကြီးတယောက်နဲ့တယောက်မတူတာဖြစ်တဲ့အတွက်အဲ့ဒီမြေပြင်မှာကြတော့လေလက်တွေ့အသုံးချတဲ့ဟာကကြတော့တင်နန်းပေးလို့မရဘူးအမကကြတော့အမှန်တိုင်းပြောရရင်စာတွေ့ပိုင်းမှာကြတော့ကိုကပြန်တင်နိုင်လောက်တဲ့အရေးချင်းမရှိပါဘူးရှင်အမအဲ့လောက်ထိတော့အရေးချင်းမရှိဘူးအဲ့လောက်ထိမတော်ဘူးပေါ့နော်အမအနေနဲ့ကြတော့မြေပြင်မှာအမအတွေ့အကြုံရတဲ့ဒီအတွေ့အကြုံလေးတွေကိုပဲအမ sharing လုပ်ပေးနိုင်တာပါအဲ့ဒီအတွေ့အကြုံလေးတွေကို sharing လုပ်ပေးလိုက်တယ်ဆိုရင်ကိုယ့်ရဲ့အတွေ့အကြုံမျိုးကိုယ့်ရဲ့အခက်အခဲမျိုးတို့များမကြုံတွေ့ခင်မှာကိုယ့်ရဲ့ blog လေးကိုများကြည့်မိရဆိုလို့ရှိရင်သူဒီဟိုကြုံတွေ့ခဲ့ရတဲ့ဟာမျိုးကြုံတွေ့လာပြီဆိုရင်တော့အော်ဒီလိုလေးဖြည့်ရှင်းလို့ရတယ်ဆိုတာမျိုးအသိလေးတစ်ခုရတာပေါ့နော်အမကကျတော့ဟိုစာတွေ့ပိုင်းဒီမှာအဲ့လိုမျိုးဘယ်လိုပြောမလဲပြန်သင်ရလောက်အောင်အမသင်ကြားထားတာမျိုးမရှိတဲ့အတွက်အမကကြတော့သင်တန်းဖွင့်လို့မရပါဘူးရှင်အမတွေ့ခဲ့ရတယ်အမကြုံခဲ့ရတဲ့တကယ်ကြီးရင်လက်တွေ့မှာအမလုပ်နေရတဲ့ဟာလေးတွေကိုပဲအမ sharing လုပ်ပေးနေရတာပါရှင်ကျေးဇူးများကြီးတင်ပါတယ်နောက် blog လေးတွေလည်းအားပေးပါအောင်ရှင်